နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီရှိကတရုတ်နိုင်ငံနဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ဆက်ဆံရေးကိုမြင့်တင်နိုင်ဖို့ရင်းနှီးပွင့်လင်းတဲ့ဆွေးနွေးပွဲကျင်းပဖို့ဆန္ဒရှိကြောင်းပြောကြားလိုက်ပါတယ်။လွှတ်တော်အထူးအစည်းအဝေးရုပ်သိမ်းပြီးတဲ့နောက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဂျပန်ဝန်ကြီးချုပ်တာကာအီရှိကအခုလိုပြောကြားခဲ့တာပါ။ထိုင်ဝမ်အရေးကိစ္စအပေါ်တာကာအီရှိရဲ့မှတ်ချက်စကားကြောင့်နှစ်နိုင်ငံဆက်ဆံရေးဆိုးဝါးလာပြီးတဲ့နောက်ဆွေးနွေးမှုတွေပြုလုပ်ဖို့ပြောဆိုလာတာလည်းဖြစ်ပါတယ်။နောက်ပြီးဂျပန်အစိုးရအနေနဲ့ဗန်နာရေးမူဝါဒတွေကနေတဆင့်နိုင်ငံတော်အင်အားကိုတောင့်တင်းခိုင်မာအောင်လှုပ်ဆောင်ဖို့2026ခုနှစ်ဗန်နာနှစ်အတွက်ဘတ်ဂျက်ဥပဒေမူကြမ်းကိုဒီဇင်ဘာလ26ရက်နေ့မှာအတည်ပြုဖို့ရှိတယ်လို့လည်းပြောဆိုခဲ့ပါတယ်။နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ဖို့ဗန်နာရေးအရင်အမြစ်တွေနဲ့ပတ်သက်လို့ပြည်သူတွေအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲဂိုင်းတွေးဖြစ်ရှင်းမယ်လို့လည်းပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။